ဒီဗီဒီယိုလေးကတော့ပထမွဲကျင့်ပနေတဲ့ကျုပ်ကုန်းကျောင်းကိုတွားရောက်ပြီးတော့ဆွန့်ကပ်ကုသိုလ်ယူတော့ပါကျောင်းထဲရောက်ပြီးဆိုတာနဲ့ပထမတန်လေးတွေကြားရပါပြီနော်အဓိကပြောချင်တာကဒီလှဲကူမြို့နယ်ကျုပ်ကုန်းရွာဦးကျောင်းတိုင်းမှာဓမ္မယုံကြီးစောက်လုပ်နေပါတယ်ရှင်အခုချိန်မှာစောက်လုပ်နေသေးဖြစ်တယ်လို့အလူရှင်တွေလည်းလိုအပ်နေသေးပါရှင်ကျမလည်းတက်နိုင်တဲ့လောက်ချွေးနှဲစာတွေကနေပြီးတော့350လှူဒန်းထားပါတယ်နော်ကျမအကောင့်ထဲမှာအလှူဒန်းဝါသနာပါတဲ့ဖရင်လေးများရှိရင်တွားရောက်လှူဒန်းလို့ရပါတယ်လို့နော်မုံရွာဆရာမိုးတိုင်းရင်စေးမိသားစုကလည်း300လှူဒန်းထားတယ်လို့သိရပါတယ်ရှင်အခုခေတ်ဘီလက်မြေစည်းနဲ့ကုံစည်းနှုံးတွေကြောင့်ဖောင်ဒေးရှင်းပဲပြီးသေးလို့တွားရောက်လှူဒန်းပေးကြပါအောင်နော်ဒါကတော့ဆွန့်ကပ်ဖို့အတွက်ကျမတို့ရွာထဲမှာချက်ပြီးတော့ကျမမောင်လေးကားနဲ့တွားတည်ပါတယ်ဒီခါဆွန့်ကပ်ရပို့ပြီးတော့ပီတိကျေနဲ့ပီတိဖြစ်မိရရှင်ကိုယ်တိုင်ကိုကြဝေယဝဆတွေလှုပ်ဆုံးပွဲတွေပြင်းပြီးတော့ကိုယ်တိုင်လှူဒန်းခွင့်ရလို့ပေါ့နော်တဟာဒီကဒါနာမြောက်တာပေါ့နော်လိုအပ်နေတဲ့နေရာလှူဒန်းခွင့်ရတာကိုကကံကောင်းခြင်းတစ်မျိုးပါပဲရှင်ဒီเจ้าကိုတွားရောက်ပြီးတော့လှူဒန်းမယ်ဆိုရင်မဆွေမုံကိုဆက်သွယ်လိုက်ပါရှင်ကိုယ်တိုင်လိုက်ပို့ပါမယ်နော်နိဗ္ဗာန်စော်လေးပါရှင်အဆုံးထိကြည့်ပေးလို့ကျေးဇူးပါဒါလေးကတော့လှူဒန်းနေတဲ့ပုံလေးပါနော်